ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်ဘက်ကနေကြောင်မဲမြို့နယ်တဲ့ကိုထိုးစစ်ဆင်လာတဲ့စစ်တပ်ရဲ့စစ်ကြောင်းဟာကြောင်မဲမြို့နယ်6မိုင်ခန့်အကွာကစကန်းသာရွာကိုစက်တင်ဘာ26ရက်နေ့ညနေပိုင်းမှာရောက်ရှိလာပြီလို့ဒေသခံတွေစီကသိရပါဗျ။အာရခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်တောင်ကုန်းမြို့ကိုစစ်ကောင်စီလေကြောင်းကပေါင်900ဘုံဖြင့်တိုက်ခိုက်ခဲ့တာကြောင့်ဖုံးတော်ကြီးကျောင်းပျက်စီးခဲ့တယ်လို့သိရပါဗျ။ကရင်ပြည်နယ်မြဝတီမြို့နယ်၄ကီကော်မြို့ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုဗိုလ်တပ်ဘုံဦးဆောင်တဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ရာအများပြားတေဆုံးခဲ့တယ်လို့ကျသက်နက်စစ်ကြောင်းကစက်တင်ဘာ26ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ကယ်လီဖိုးနီးယားကဆန်ယမ်မွန်မြို့မှာရှိတဲ့ရတနာဆိုင်တစ်ဆိုင်ကိုစက်တင်ဘာ22ရက်နေ့ကအယောက်10လောက်ရှိမဲ့လူတအုပ်ဝင်ပြီးလူရက်ခဲ့ကြတယ်လို့သိရပါတယ်။ကိုကန်တဲ့ MNDAA ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကတိန်နီခရိုင်တွင်းမှာပြန်ပေးဆွဲမှုလူသက်မှုဓမြတိုက်မှုတွေနဲ့တရားစွဲခံထားရတဲ့လူ9ဦးကိုစီရင်ချက်ချခဲ့ပြီး3ဦးကိုတေတံပေးခဲ့တယ်လို့သိရပါဗျ။ဒီနေ့အတွက်ထူးခြားတဲ့သတင်းအသစ်တွေကိုနောက်မှအသေးစိတ်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပြီးဘေးနားကခေါင်းလောင်းလေးကိုနှိပ်ခဲ့ကြဖို့မမေ့ကြပါနဲ့ခင်ဗျာဒါဆိုရင်စလိုက်ရအောင်ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်ဘက်ကနေကြောင်မဲမြို့နယ်တဲ့ကိုထိုးစစ်ဆင်လာတဲ့စစ်တပ်ရဲ့စစ်ကြောင်းဟာကြောင်မဲမြို့နယ်6မိုင်ခန့်အကွာကစကန်းသာရွာကိုစက်တင်ဘာ26ရက်နေ့ညနေပိုင်းမှာရောက်ရှိလာပြီလို့ဒေသခံတွေစီကသိရပါဗျ။ညကတော့စကန်းသာကိုစစ်တပ်ကထိန်းလိုက်ပြီးတိုက်ပွဲတွေဒီနေ့မနက်ထိခဏငြိမ်နေတယ်။ဒီနေရာကိုရောက်ရင်ကြောင်မဲမြို့ပေါ်ရောက်တော့မယ်ဆိုတော့မြို့ပေါ်မှာလူသိမ့်မရှိတော့ဘူးလို့ဒေသခံကပြောပါတယ်။ကြောင်မဲမြို့နယ်တဲ့ကနားအိုက်ကန်ရွာနဲ့စခန်းသာရွာကြားကိုစစ်တပ်တပ်ရင်း9ရင်းဝန်းကျင်လောက်ရှိတဲ့တိုက်ခိုက်ရေးအစုအဖွဲ့ရောက်ရှိနေတယ်လို့ CDM ဗိုလ်ကြီးစင်ရော်ကပြောပါတယ်။ဒီမနက်ကြောင်မဲမြို့ဘက်ကိုဆက်ပြီးတော့ရှေ့ပြေးတပ်တွေလွှတ်ထားတဲ့အနေအထားကိုတွေ့ရတယ်။စစ်တပ်ရဲ့စစ်ရေးလိုလားချက်ကကြောင်မဲပြီးရင်တီဘောကိုဆက်သွားဖို့ရှိတယ်လို့မြင်တယ်လို့ CDM ဗိုလ်ကြီးစင်ရော်ကပြောပါတယ်။စစ်တပ်ထောက်ခံတဲ့ Telegram Channel တွေမှာတော့စခန်းသာ TNL အခြေစိုက်စခန်းကိုတင်လိုက်ပြီလို့ဖော်ပြနေကြပါတယ်။မနေ့ကမနက်ပိုင်းမှာတော့စစ်တပ်ဟာတိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ကြောင်မဲမြို့နယ်ကပါပုတ်ရွာကို drone ဘုံကျဲတိုက်ခိုက်တာကြောင့်အမျိုးသားတဦးသေဆုံးခဲ့တယ်လို့ TNL ကထုတ်ပြန်ပါတယ်။ကြောင်မဲနဲ့တီဘောဟာလာမယ့်ဒီဇင်ဘာ28ရွေးကောက်ပွဲပထမပိုင်းကျင်းပမဲ့မြို့နယ်ထဲမှာမပါပေမဲ့စစ်ကော်မရှင်ရွေးကောက်ပွဲမကျင်းပဘူးလို့ကြေညာထားတဲ့56မြို့နယ်ထဲမှာမပါတာကြောင့်နောက်ထပ်လာမယ့်အပိုင်းတွေမှာပါလာနိုင်မလားဆိုတာကိုနိုင်ငံရေးအကဲခတ်တွေကသုံးသပ်နေကြပါတယ်။အာရခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်တောင်ကုန်းမြို့ကိုစစ်ကောင်စီလေကြောင်းကပေါင်900ဘုံဖြင့်တိုက်ခိုက်ခဲ့တာကြောင့်ဖုံးတော်ကြီးကျောင်းပျက်စီးခဲ့တယ်လို့သိရပါတယ်။စက်တင်ဘာ26ရက်နေ့ညနေပိုင်း4နာရီဝန်းကျင်မှာစစ်ကောင်စီကလေကြောင်းကနေပေါင်900ဘုံနဲ့တောင်ကုန်းမြို့ကိုလာရောက်ကျဲချခဲ့တာလို့တောင်ကုန်းဒေသခံတို့ကပြောပါတယ်။ Jet Fighter တစ်စီးနဲ့လာပြီးတော့ကျဲပါတယ်။ညနေ4:45လောက်မှာထင်တယ်ပေါင်900ဘုံနဲ့လာကျဲတာပါအဲ့ဒီကံပိုင်ရက်ကွက်ထဲကဖုန်ကြီးကျောင်းပျက်စီးသွားတယ်လူထိခိုက်ရှိမရှိတော့မသိသေးဘူးမြို့ကန်တွေကတော်တော်လေးကိုစိုးရိမ်နေကြတယ်လို့ဒေသခံကပြောပါတယ်အဆိုပါဘုံကျဲခံရတဲ့တောင်ကုန်းမြို့ပေါ်ကတပ်ဦးဖုန်ကြီးကျောင်းဟာစစ်ကောင်စီတပ်များရခိုင်ကတပ်ဆွဲခဲ့တဲ့ဖုန်ကြီးကျောင်းဖြစ်ပြီး AA ကသိမ်းပိုက်ပြီးတဲ့နောက်ပထမဦးဆုံးအကြိမ်လာရောက်ဘုံကျဲခဲ့တာဖြစ်ပါတယ်စက်တင်ဘာ12ရက်နေ့မနက်ပိုင်းကကြောက်တော်မြို့နယ်တရက်တပင်ကျေးရွာကိုစစ်ကောင်စီကလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကျောင်းသားကျောင်းသူ20ဦးသေဆုံးခဲ့ရပြီး22ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ကရင်ပြည်နယ်မြဝတီမြို့နယ်၄ကီကော်မြို့ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုဗိုလ်တပ်ဘုံဦးဆောင်တဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ရာအများပြားသေဆုံးခဲ့တယ်လို့ကျသက်နက်စစ်ကြောင်းကစက်တင်ဘာ26ရက်နေ့မှာထုတ်ပြန်ထားပါတယ်။别下စစ်ကောင်စီအုပ်စုက၄ကီကော်ကိုစစ်ကြောင်းထိုးနေစဉ်နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဖက်မှအထိခိုက်အများပြားရှိခဲ့တယ်လို့သိရပါတယ်။ဗိုလ်တပ်ဘုံဦးဆောင်တဲ့ဗျူဟာအမှတ်32ကျသက်နက်စစ်ကြောင်းကော်ဘရာစစ်ကြောင်းနဲ့မဟာမိတ်ပူးပေါင်းစစ်ကြောင်းတွေကပူးပေါင်းတိုက်ခိုက်နေတယ်လို့သိရပါတယ်။
ဘာညာတော့ပါဒီကတော့ဘာမှမဆောက်ဘူးအဲ့ဒီအနူကပေါ်ပါရအမနေ့ကရောရကောင်ဒီလို ကယ်လီဖိုးနီးယားကဆန်ယန်မွန်မြို့မှာရှိတဲ့ရတနာဆိုင်တစ်ဆိုင်ကိုစက်တင်ဘာ22ရက်နေ့ကအယောက်စိတ်လောက်ရှိမဲ့လူတအုပ်ဝင်ပြီးလူရက်ခဲ့ကြတယ်လို့သိရပါတယ်။လက်နက်ကင်ထားသူတချို့ပါတဲ့ဒီလူအုပ်ကဒေါ်လာ1 သန်းဖိုးလောက်ရှိတဲ့ရတနာပစ္စည်းတွေယူသွားကြတယ်လို့ဆန်ယန်မွန်ရဲတပ်ဖွဲ့ကပြောပါတယ်။အနည်းဆုံး3ယောက်တနက်ကင်ထားပြီးကြံတဲ့သူတွေကလည်းပစိန်တွေတန်တုပ်တွေကင်ထားကြပါတယ်။လူရက်သူတွေကတချို့ကိုပြန်လည်ဖမ်းမိထားပြီလို့သိရပါတယ်။ကိုကန့်တဲ့ MNDAA ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကတိန်နီခရိုင်အတွင်းမှာပြန်ပေးဆွဲမှုလူသက်မှုဓမြတိုက်မှုတွေနဲ့တရားစွဲခံထားရတဲ့လူ9ဦးကိုစီရင်ချက်ချခဲ့ပြီး3ဦးကိုတေတံပေးခဲ့တယ်လို့သိရပါတယ်။လူတက်မှုဓမြတိုက်လူတက်မှုတွေကျူးလွန်သူတွေကိုတေတံချမှတ်ခဲ့တာဖြစ်ပြီးအဲ့ဒီထဲမှာ MNDAA တပ်သားတဦးနဲ့ကျေးရွာအုပ်ချုပ်ရေးကော်မတီဝင်တဦးတို့ပါဝင်ပါတယ်။တိန်းဒီမှာဆောက်လုပ်ရေးလာလုပ်တဲ့မကွေးတိုင်းဇာတိကကြော်နိုင်လက်ဆိုသူဟာတူဖြစ်သူနဲ့ဖနှက်လူရင်းလူတက်မှုကျူးလွန်တာကြောင့်တေတံချမှတ်ခဲ့တာဖြစ်တယ်လို့ကိုကန့်တက်ကထုတ်ပြန်ပါတယ်။ကိုကန့်တက်ရဲ့ကျေးရွာအုပ်ချုပ်ရေးကော်မတီဝင်လီဂျီဖူကတော့အိမ်အောင်ရှိအမျိုးသမီးတဦးနဲ့ချစ်သူဖြစ်ပြီးအဲ့ဒီအမျိုးသမီးကလမ်းခွဲမယ်ပြောတာကြောင့်လူတက်မှုဖြစ်ခဲ့တာလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ကိုကန့်တက်သားတယောက်ကတော့ကုန်တင်ကားတစ်စီးကိုဓမြတိုက်ကလူတက်မှုကျူးလွန်တာကြောင့်တေတံချမှတ်ခံရတာဖြစ်ပါတယ်။ပြန်ပေးဆွဲငွေတောင်းခံသူ3ဦးနဲ့လူတက်ဓမြတိုက်မှုမှာဖိအားပေးခံရလို့ပါဝင်ခဲ့တဲ့ကိုကန့်တက်သားတဦးကိုတော့ထောင်ဒဏ်တွေချမှတ်ခဲ့တယ်လို့ကိုကန့်တက်ကထုတ်ပြန်ထားပါတယ်။ရစိုးမှုဥပဒေမှုချံပုံမှန်181အရာစီရင်ချက်မှာအောက်ပါအတိုင်းဖြစ်ပြီးရစိုးမှုကျူးလွန်သူကျော်နိုင်လက်သည်ရည်ချက်ရှိရှိတန်ရာရစေမှုဖြင့်တေတံချမှတ်ပါသည်တေတံကိုနှစ်ကြာမှလုံဆောင်သည်ကိုပိုင်ပစ္စည်းအလုံးကိုသိမ်းဆည်းသွားပြီပြမှုရာပြိယာတာရှိတချောင်းကိုသက်ဆိုင်ရာစီးမင်းများနဲ့အညီကင်တွယ်ဆောင်ရွက်မည်ကျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထူးများကိုစူးစီးဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်